ဟိုတနေ့ကရုံးကအမတွေကြော်လာပြီလို့ပေါ့နော်စားကြည့်တာအရင်ကြိုက်လို့ကိုကကိုကြော်စားမယ်ဆိုပြီးတော့ဝယ်လာတယ်တချောင်းလုံးကိုကြော်စားမှဖြစ်ပါတယ်ဘလို့ခေါ်ရလဲဆိုပြီးတော့မေးတော့မေးခဲ့တယ်ဒါပေမဲ့ကိုလည်းမမှတ်မိဘူးမူရော့ဆိုလားဘာဆိုလားပဲတည့်ရလူတွေရှင်းနေတစ်ချက်လောက်ပြောပြပေးသွားပါအောင်လို့သူကငရုတ်ကောင်းနဲ့ဝတ်သားနဲ့လောက်ထားတာပေါ့နော်ငရုတ်ကောင်းမှုပါတဲ့ဟာလည်းပဲရှိတယ်ချက်သားနဲ့လည်းရှိတယ်ဒီမှာတော့မြင်မှုတာတော့အဲ့ဒါကိုပပလေးလှီးပြီးတော့တုတ်စားကြတာတော့တွေ့ဘူးတယ်ကိုတော့ကြော်စားလိုက်တယ်သူတို့ကတော့အဲ့ဒီကကြော်လာတာတော့မဟုတ်ဘူးပေါင်းလာတာဖြစ်မယ်ကိုကြီးပဲစားလိုက်တာတော်တော်များသွားတယ်အဲ့ဒါကိုမကျင်းနိုင်လို့ဒီနေ့ထပ်ကြော်ပြီးတော့စားတယ်ချီလီဆော့ရီပါတွေကဝယ်စရာမလိုတခုဝယ်စားလို့ရှိရင်ရတာတွေကိုတင်ထားတာတော့တော်တော်များနေပြီအိမ်မှာအဲ့ဒါစိတ်လက်ဖတ်ထောင်းနဲ့ထမင်းနေနေကိုရောနေပြီးတော့လာကျွေးသွားတာလာကျွေးသွားတယ်对啊，不是我们没有，我全没有，全没有，我搞啥钱搞啥，好方便。好。这个干嘛？那啥不嘞？尝一杯啊！我在年路底下里头哭个啥呀？路说，今天就现在也见不来你那天，要不要？高面的出来，你也出来带路呀吧，弟弟。那本来不可能多，这个面啥不知道不喏，我。